အော်ဒီနောက်တစ်ခါရှူသွင်းထောင်းရင်ရှေ့ကိုပြချမယ်ပြင်းပြင်းဖိချမယ်ပြင်းပြင်းလေးဖိချအော်ဒီပြန်လျှော့နောက်ဆုံးတစ်ခါရှူထောင်းဖိချပြင်းပြင်းလေးဖိချမယ်အော်ဒီပြန်လျှော့ပြေးပြေးချင်းလျှော့မယ်ခြေထောက်တစ်ချောင်းတင်လိုက်အော်ဒီညာလက်ထောက်မယ်ဘယ်လက်ဆန်ထောက်အဲ့ဒီတိုင်းတစ်စောင်းလေးဆောင်းတဲ့တိုင်းရှေ့ကိုတစ်စောင်းလေးပြချမယ်ဆွဲလှည့်သွားမယ်အဲ့လက်ကခါကိုပတ်မယ်ညာဘက်လက်ကပတ်ပေါင်ကိုကိုင်မယ်ပေါင်ကိုကိုင်ပြီးရတယ်တစ်ခါလေးဆွဲလိုက်မယ်ခေါင်းအနောက်ကိုကြည့်မယ်အော်ဒီရှာပြေးပြေးချင်းရှာမယ်ချိန်ဘယ်လက်ထောက်ညာလက်ဆန်ထောက်တစ်စောင်းလေးဆောင်းတဲ့တိုင်းရှေ့ကိုတစ်စောင်းလေးပြချမယ်ဆွဲလှည့်သွားမယ်ဘယ်ဘက်လက်ကညာဘက်ပေါင်ကိုကိုင်မယ်ပေါင်ကိုကိုင်တဲ့လက်ကပြင်းပြင်းဆွဲခေါင်းအနောက်ကိုကြည့်မယ်အော်ဒီရှာပြေးပြေးချင်းရှာမယ်အဲ့ဒီတိုင်းညာလက်ဆန်ထုတ်လိုက်ကျောနောက်ကွေးမယ်ကျောနောက်ကွေးလိုက်ဘယ်ဘက်လက်ကသရောင်စစ်အပေါ်ကနေအားလဲဆွဲမယ်ခေါင်းကညာဘက်ပေါ်ကိုကြည့်မယ်အဲ့ဒါလေးခဏအထိန်ထားမယ်လက်ကရှော့လိုက်တယ်လည်းမလုပ်တော့ဘူး5 4 3 2ဆွဲတဲ့လက်ကိုရင်ပွားပွားလေးခွာရှော့ဒီမှာဖြည်းဖြည်းချင်းရှော့ချမယ်ချိန်ဘယ်လက်ဆန်ထောက်ကွေးညာဘက်လက်ကသရောင်စစ်အပေါ်ကနေအားနဲ့ဆွဲပြင်းပြင်းဆွဲမယ်အဲ့ဒါခဏထိန်ထားမယ်5 4ရှော့လိုက်ဒီလိုက်မလို့ဘူးနော်3 2 1ဖြည်းဖြည်းပြန်ရှော့ဖြည်းဖြည်းရှော့ချမယ်လက်ကိုနောက်မှချိတ်လိုက်မယ်လေးကိုရှူမယ်ထောင်းရင်လူကခန္ဓာကိုယ်ရှုအကုန်ကန်ချမယ်ကောရံကတော့အကုန်ပေါ်မယ်သူ့ကိုလည်းရှော့လိုက်ဒီလိုက်မလို့အောင်းရောက်တော့ပုံမှန်ရှူပြီးမယ်5 4 3 2 1ဖြည်းဖြည်းချင်းပြန်ရှော့မယ်အော်ဒီကောက်ရှူမယ်ထောင်းရင်ညာဘက်ချောင်းဆောင်းမယ်နော်ရှူသွင်းရှူရင်ခါအောင်ဆက်ထောင်းရင်ရှူအကုန်ကန်ချမယ်ကောရံကတော့အကုန်ကောမယ်ထိန်းထားမယ်အောင်းရောက်ရင်5 4 3 2 1ပြန်ရှော့ပြေးပြီးရှော့မယ်ချိန်ရှူမယ်ထောင်းစောင်းလေးပြချလက်ကကောရံကတော့အကုန်ကော5 4 3 2 1ပြန်ရှော့ကြည့်ပြီးရှော့မယ်အဲ့တိုင်း6ထောက်တစ်ချောင်းကိုရှေ့ကိုပို့လိုက်မယ်ညာခြေလေးကိုရှေ့ကိုပို့ထားဝေးမပို့တော့နည်းနည်းလေးပဲဟောပြီးပြင်လေးကိုရှူမယ်ခါကိုဆန်လိုက်ထောင်းရင်အဲ့ဒီကြတဲ့ရှေ့ကိုဖြည်းဖြည်းလက်ဖြားလေးကိုအရင်ချပြီးတော့မှသရောင်စီလေးတွေအကုန်ရှော့ချလိုက်အောင်းရောက်တော့ပုံမှန်ရှူနေမယ်စက္ကန့်နဲ့အကုန်မပြီးချနေနော်5 4 3 2 1ပြန်ရှော့ဖြည်းဖြည်းချင်းရှော့မယ်အပြောင်းရှူမယ်ထောင်းရင်မထဝါဒူးမဆန့်ဘူးနော်ဒူးမဆန့်ဘူးမထဒူးကိုမဆန့်ဘူးဒူးကကွေးထားတယ်ဒီလိုမျိုးလေးပဲတိမခွေးလေးပဲရှူဖြည်းဖြည်းရင်ကန်ချမယ်အော်ရောက်တော့ပုံမှန်ရှူပြီးမယ်5 4 3 2 1ပြန်ရှော့ပြေးပြီးရှော့မယ်အဲ့ဒီလေးရှေးချီလေးအတွင်းထဲကိုပြန်ထည့်ပြီးခြေထောက်ဖွားချင်းပြန်ပူလိုက်စနာလိုပဲပြန်ရှူမယ်ခါဆန့်ထောင်းရင်ခ
ခါလေးကိုဆန့်ပြီးတော့အရှိကိုဖြည်းဖြည်းချင်းကိုင်းပြီးခေါင်းလေးကိုထားမယ်အောင်ရတော့ပုံမှန်ရှုလေး5 4 3 2 1 ပြန်ရှောင်းဖြည်းဖြည်းချင်းရှောင်းမယ်